ကဲအဲ့မှာနော် WeChat ပန်ဆယ်နီလေးကပြပြီးမှပြပါနော်မနေ့ကပေးထားတဲ့လူအရာများတော့တယောက်ချင်းချင်းပြန်ဖြေလို့မရတော့ပါဘူးနော်အဲ့မှာဒီ WeChat တချို့တွေကအဲ့လိုမျိုးဖြစ်တယ်ပြီးတော့တချို့တွေကဖုန်းအတိပြောင်းပြီးတော့အဲ့လို WeChat ကြတော့ပြန်စားဖို့လို့မရတာဘယ်လိုပန်ဆယ်မှာအဲ့မှာနော်အဲ့မှာရှိလဲနော်အဲ့မှာဒီထဲပြန်ဝင်ပါအဲ့ဟာဒီကောင်လေးဆိုရင်ကိုဟို message ပို့လို့ရတဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါနော်ဒီကိုထည့်လိုက်ပါတရားပါလေးထည့်ပြီးတော့ရင်အဲ့မှာတော့ထည့်ပြီးတော့ရင်အဲ့မှာ snack ကိုနှိပ်လိုက်ပါအဲ့ဒါတရားလေးကိုဟို message တော့ပို့ရမှာပေါ့နော် message တော့ပို့လိုက်ချိန်ရရင်အဲ့ဟာ message ပါကိုကတော့ဒီဖုန်းထဲမှာရှိထားလို့ဖုန်းထဲထည့်ထားပဲသူကပို့ပြီးတော့ရင်အဲ့မှာ SMS နဲ့နှိပ်လိုက်ပါပြီးရင်ကိုပြန်ဆယ်မဲ့ဖုန်းနံပါတ်လေးကိုပြန်ထည့်မယ် WeChat ဖုန်းနံပါတ်လေးကိုပြန်ထည့်လိုက်ပါထည့်ပြီးရင်သူကအဲ့လိုလေးပေါ်လာလိုက်ပါမယ်နော်သူကကိုWeChat ပြန်ဆယ်ရမှာရပေါ့ဒါသူကအနည်းဆုံးတော့သူက6လအထက်မှရမှာတော့ရမှာပါနော်ဒီကောင်လေးဆိုရင်အဲ့မှာသူကအဲ့မှာဆယ်ပြီးတော့ရင်သူကအဲ့လိုအဲ့လိုလုပ်ပြီးတော့သူကအဲ့လိုပဲပြန်ပေါ်လာမယ်ပြီးရင်ကို WeChat ထဲမှာ WeChat တွင်းထဲမှာပို့နေတော့အဲ့မှာအောက်ဆုံးကစာသားလေးနေတယ်နော်အဲ့မှာတော့ပေါ်လာမယ်ဟုတ်တယ်သူကမေးလိုက်မယ်ကို friend ဟုတ်လားမဟုတ်ဘူးလားဆိုရင်အောက်ဟာဆိုရင်မဟုတ်ဘူးအပေါ်ဟာဆိုရင်သူကဟုတ်တယ်ဆိုတော့အပေါ်ဟာနှိပ်လိုက်ပါနော်ပေါ့နော်အပေါ်ဟာနှိပ်ပြီး okay နှိပ်လိုက်ပါသူကပြီးရင်အဲ့မှာတချို့တွေကအဲ့ဟာမဟုတ်ဘူးနေနံပါတ်တွေပေါ်လာမယ်တချို့အကောင့်တွေမပေါ်ဆိုတော့ okay တော့အဲ့ဟာဆိုရင်သူကမဟုတ်ဘူးနေနံပါတ်ပေါ်တယ်ဆိုတော့ဖုန်းမလို့ထားရဲဆိုတော့သူကအဲ့ဟာတယောက်မပေါ်နေနဲ့ပြန်ထည့်လိုက်ပါတော့ထည့်ပြီးရင်အဲ့မှာနှိပ်လိုက်ပါနော်သူက okay လို့ပေါ်လာရင်သူကရပါမယ်အပေါ်ဟာနှိပ်လိုက်အောင်တဲ့ဟာကျတော့သူကမရပါဘူးเนาะတချို့အကောင့်တွေကအဲ့လိုပဲဖြစ်မှာပါเนาะတချို့အကောင့်တွေရဖို့ကတော့နေပါလေအဲ့မှာတွေ့အဲ့ okay ဆိုရင်သူကရတော့ဖြစ်ပါရဲ့เนาะဒါအားလုံးအဆင်ပြေကြပါစေเนาะအဲ့မှာဒီလည်းပို့ကြည့်ပြီပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေဖုန်းနဲ့လာအားပေးလို့ရပါရင်တော့အဲ့မှာရပြီနော်အားလုံးပဲအဆင်ပြေကြပါစေနော်အဲ့မှာသူလိုက်လို့ကြတော့ရောနော်